အားလုံးပဲမင်္ဂလာပါကားစိတ်ဓာတ်ဒုက္ခနဲ့ပြည့်စုံပါစေလို့မင်္ဂလာဆုမွန်တောင်းလိုက်ပါတယ်ကျွန်တော်တို့ဘာဆရာမင်းခိုင်ဆိုပဲဆရာမင်းဒုက္ခပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးကတော့9ရက်5လ2025တရက်တာတော့เนาะအင်္ဂါသားသမီးတွေကံအဆိုးကောင်းတွေကိုပြောပြမှာပဲဖြစ်ပါတယ်เนาะအဲ့တော့အင်္ဂါသားသမီးပိုင်းဗီဒီယိုလေးမှာ comment လေးဝင်ရေးပေးပါဦးများเนาะအဲ့တော့ကျွန်တော်မိတ်ဆွေအင်္ဂါသားသမီးမပေါ့ဆိုလို့ရှိရင်အကောင့်လေးဝင်ကြည့်ပြီးပါကျွန်တော်ခုနှစ်သားသမီးအားလုံးအတွက်တင်လာပေးပါတယ်เนาะဟုတ်ပါပြီအဲ့တော့အင်္ဂါသားသမီးရဲ့9ရက်5လ2025တရက်တော့ကံညက်တဲ့နေ့ဒီဖြစ်နေပါတယ်เนาะအဲ့တော့အင်္ဂါသားသမီးတွေအားတဲ့ဒီနေ့မှာပိုင်းဖြစ်တဲ့ဆင်းရဲဆရာကြီးနဲ့ကြုံတွေ့ရတဲ့တဲ့เนาะနောက်မိမိရဲ့ကိုမိမိရဲ့စိတ်ကမကြည်လင်မဲနဲ့တဲ့เนาะစိတ်နှောက်နေတဲ့နေလေးစိတ်ထိုင်းမိုင်းနေတဲ့နေလေးတွေပဲဖြစ်ပါတယ်တဲ့အဲ့အင်္ဂါသားသမီးတွေအားတဲ့ဒီနေ့မှာမိမိရဲ့လက်အောင်ငယ်သားတွေမိမိရဲ့သားသမီးပေါ့เนาะမိမိထက်ငယ်တဲ့လူတွေမိမိနဲ့အတူနေထိုင်တဲ့ငယ်တဲ့ကိုယ်ထက်ငယ်ရွယ်တဲ့လူတွေကြောင့်เนาะစိတ်တော့ကရောက်ရတဲ့နေလေးပဲဖြစ်ပါတယ်တဲ့ပြီးတော့အရာရာတိုင်းမှာကိုသွားလာလှုပ်ရှားလုပ်ကိုင်နေတဲ့တနေ့တာလုံးအတွက်ပါပေါ့เนาะမိမိနှစ်မျိုးတဲ့အရာလေးတွေမိမိနှစ်တဲ့အရာလေးတွေနဲ့ပဲကြုံတွေ့ရပြီးစိတ်နှောက်ယှက်ဖြစ်ရတဲ့နေလေးတစ်နေ့ပဲဖြစ်ပါတယ်တဲ့အဲ့တော့ကြောင့်တဲ့9ရက်5လ2025တရက်တာအတွက်အင်္ဂါသားသမီးဒီကံရက်နေတဲ့နေတစ်နေ့ပဲဖြစ်ပါတယ်ဗျာเนาะအဲ့တော့အင်္ဂါသားသမီးပိုင်းဗီဒီယိုလေးမှာ comment လေးဝင်ကြည့်ပါဦးเนาะဒီဗီဒီယိုလေးကခုနှစ်သားသမီးတို့အကျိုးရှိမယ်ဆိုလို့ရှိရင် account လေးကို follow လုပ်ပြီးတော့ like and share လေးလုပ်ခဲ့ပြီးတော့ဗျာเนาะအားလုံးကျေးဇူးတင်ပါတယ်ကားစိတ်ဓာတ်ဒုက္ခနဲ့ပြည့်စုံပါစေလို့မင်္ဂလာဆုမွန်တောင်းလိုက်ပါဗျာเนาะနှုတ်ဆက်ပါတယ်နောက်ပြီး